ဒီနေ့မှာတော့အကြိုက်ဆုံးပဲကြီးနဲ့စူပုတ်ဟင်းလေးချက်စားဖြစ်ပါတယ်။ထိုင်းမှာကရန်ကုန်မှာလိုပဲကြီးစိမ်မိသားလေးအလွယ်တကူဝယ်မရတာကြောင့်ဒီမြန်မာဆိုင်တွေကနေပြီးတော့ပဲကြီးအစီအစိမ်းကိုဝယ်ထားတယ်။အဲ့ဒါကိုမှရေတညစိမ်ရမှာဖြစ်ပါတယ်။ဒါလေးကတော့ညီမရေတညစိမ်ပြီးတော့နောက်နေ့မနက်တွေ့ရတဲ့ပုံစံလေးပေါ့နော်။အနည်းဆုံးတော့ရေကို12နာရီလောက်စိမ်မှပဲကြီးအခွန်ချွတ်ကားတာအဆင်ပြေပါလိမ့်မယ်။ခွန်ချွတ်ပြီးသားအလွယ်တကူဝယ်မရတော့လဲစားချင်နေရကြောင်းစိတ်ရှိရှိနဲ့အခွန်ကိုအချိန်ပေးပြီးတော့ချွတ်ပေးရတာပေါ့နော်ဒါဆိုရင်တော့ပဲကြီးအခွန်ချွတ်ပြီးသားလေးရပါပြီရှင်အရန်ကောင်းတဲ့ပဲကြီးစုပုတ်ရင်ချက်ဖို့အတွက်ကကြက်သွန်နီးရဲ့စုပုတ်ရွက်ကပဲလိုပါတယ်အားလုံးစင်စင်ဖြစ်ပြီးဆိုရင်တော့အိုးထဲကိုစီထည့်မယ်စီစုလာပြီးဆိုရင်တော့ကြက်သွန်နီးပပလီထားလေးတွေကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်ပဲဟင်းအယောင်လှသွားအောင်လို့စနွင်းမုံလေးပါထည့်လိုက်ပါမယ်နော်ကျက်သွန်နီးစီတက်နံလေးမှုလာပြီးဆိုရင်တော့အသင့်အခွန်ချွတ်ထားတဲ့ပဲကြီးတွေကိုထည့်လိုက်ပါမယ်ပဲကြီးအနံ့လေးပွတ်တက်လာတဲ့အထိကိုခဏလောက်ဆက်ပြီးမှုှထားပြီးလိုက်ပါမယ်နော်။မှုနေနဲ့မှာပဲကြီးနံ့လေးလည်းမှုလာပြီးဆိုရင်တော့အရသာအတွက်ကြက်သားမုန့်နဲ့စားတို့ကိုထည့်ပါမယ်။ပဲကြီးလေးတွေလည်းနည်းနည်းအိလာပြီးဆိုရင်တော့ရေထည့်ပါမယ်။ပြီးရင်တော့ပဲကြီးရေနိုးပြီးအိသွားတဲ့အထိအဖုံးအုပ်ပြီးတော့တဲထားပြီးလိုက်ပါနော်။ညီမကတော့ပဲကြီးစုပုတ်ဟင်းကိုအရေတောက်လေးလုပ်မှဆိုတော့ပဲကြီးလေးတွေနည်းနည်းအိသွားတဲ့အထိကိုကြာလေးတဲထားပြီးလိုက်ပါတယ်။ဒါကတော့နာရီဝက်လောက်တည်ထားပြီးတော့ပဲကြီးလေးတွေအိလာတဲ့အခြေအနေလေးပေါ့နော်။ရတာမြည်ကြည့်ပြီးတော့အငန်အရသာလေးလိုစားလေးနဲ့ထပ်ထည့်လိုက်ပါတယ်။ပြီးရင်တော့ပဲကြီးနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့စူပုတ်ကိုထည့်ပါမယ်နော်။စူပုတ်ရက်ထည့်လိုက်တာနဲ့ရင်အနံ့လေးကလုံးဝမှုှပြီးတက်လာတာပါ။အဖုံးအုပ်ပြီးတော့ပုတ်ပတ်ဆူအောင်15မိနစ်လောက်ထပ်ပြီးတည်ထားလိုက်ပြီးပြီဆိုရင်တော့ပဲကြီးအရသာစိမ့်စိမ့်လေးစူပုတ်နဲ့မှုှလေးနဲ့အရန်ကိုလိုက်ဖက်တဲ့ပဲကြီးစူပုတ်အရေတောက်ဟင်းလေးရပါပြီရှင်။ပဲကြီးစူပုတ်အရေတောက်ဟင်းလေးရလေသူကပဲဟင်းကြိုက်တဲ့သူဆိုရင်အသားဟင်းမပါလဲကစုံရွက်ကြော်တို့တရက်သီးစိမ့်ဆိုင်သီးတူးစရာလေးနဲ့တွဲစားရင်တော့အရန်ကိုထမင်းမိန်စေတဲ့ဟင်းတစ်ခွက်ပါနော်။